ဒီဗီဒီယိုမှာတော့ဘန်ကောက်ကနေ45မိနစ်လောက်ပဲသွားရင်ရောက်တဲ့ခဲဟဘူဒါနာကကမ်းခြေဘိုက်ရတဲ့စလုံးဘန်ပူဆိုတဲ့စားတောက်ဆိုင်ကိုသွားမှာပဲဖြစ်ပါတယ်။အောင်းတာဘိုက်ရတဲ့စားတောက်ဆိုင်လေးပေါ့နော်။ဆိုတော့အဲ့နေရာလေးကိုသိချင်ရင်ကျွန်တော်နဲ့အတူတူလိုက်ခဲ့ကြပါ။ဒါကမ်းခြေဘိုက်ကိုရပါတယ်။ကဲအခုကတော့ခဲဟာကိုသွားနေပါပြီခဲဟာ BDS ရဲ့နောက်ဆုံးဘူတာဆိုတော့တော်တော်ကြာကြာလေးတော့စီးလိုက်ရပါတယ်ဒါပေမဲ့ယထာပေါ်မှာ aircon နဲ့ဆိုတော့ AC ပဲပေါ့ခဲဟာကိုရောက်ပါပြီခဲဟာဘူတာကိုရောက်ပါပြီယထာဘလို့ပြန်ချင်းလဲကြည့်လိုက်အောင်သူကဘလို့လဲဆိုတော့ယထာမောင်းတဲ့နေရာနှစ်နေရာပါတာပေါ့နော်အရှိနောက်ပေါ့နော်အဲ့တော့ဟိုဘက်ရောက်ရင်တန်လန်းချင်းပြီးတော့သူကဒီယထာမောင်းတဲ့နေရာကိုဟိုဘက်ဒီဘက်လဲလိုက်တာပေါ့နော်အဲ့ဒါပါပဲဒါကတော့ဘန်ကောက်မှာချောင်းတာ vibe ရတဲ့စားတောက်ဆိုင်လေးပေါ့နော်သူကခဲဟာဘူရာမှာရှိပါတယ်ခဲဟာဘူရာကနေဒီတက္ကစီငှားစီရင်ရပါတယ်တကယ်တော့ဒီမှာကသူကဒီစားတောက်ဆိုင်လေးပဲရှိရပါတော့ဒီခဲဟာဘက်ကလာနေဆိုဘလို့ကန်းကျင်မျိုးတော့မရှိဘူးသူကဒီမှာစားတောက်ဆိုင်ကနေ view ကြည့်လို့ရတယ်ပင်လယ်ကန်းကျင် view ရောဒီမှာနေလမ်းမြင်ရတယ်အားလိုမျိုးပေါ့နော်ဓာတ်ပုံလေးပါရိုက်လို့ရမယ်တော့လမ်းကြီးပေါ့နော်ရှင်းနေတယ်ကမ်းခြေဘိုက်ကိုရပါတယ်ငါကောင်းမှနေကမ်းခြေဘိုက်ပြချင်တော့ဒီကိုလာခဲ့ပါပင်လေကြီးပါထိုင်းပင်လေခွေပါတော်တော်မိုက်တဲ့နေရာပေါ့နော်စားတော့ပြီးမှဗီဒီယိုပြန်ရိုက်ဖို့သတိရပါတယ်မမေ့အတရားကြီးလားဒါတော့ SI ရဲ့ဘေးကရက်ကနောက်တစ်ဆိုင်ပါဒါတော့ coffee ဆိုင်လေးပါခဏတော့ပင်လေစာဆိုင်ပေါ့နော်ဟိုကတော့အချိုတဲမှာလေးဆိုရတယ်ချိုတဲမှာ strawberry waffle လေးမှာရပါတယ်နှစ်ယောက်စားမှာပေါ့နော်ဘတ်215တဲ့2000ကျော်ပါတယ်โอเคစထရောဘယ်ရီရေခဲမုန်လေးပါဒီကတော့ waffle and ice creamဒီမှာတော့ဆင်းနေတယ်ဆက်နေပို့ဆက်ယုံနေဝါဟာငါချစ်တဲ့ရှူပေါင်ရင် view ကြည့်လို့ရပါတယ်ဒီနေ့ကတော့ဘန်ကောက်မှာနောက်ဆုံးနေ့ပေါ့နော်မနေ့ပြန်ဆိုရင်တော့မန္တလေးကိုပြန်ပါပြီကဲဒါကတော့စူဝါနာဗူးလေးစိတ်မှာပါပြန်ပါပြီမန္တလေးကို
ဘန်ကောက်ကနေပြန်မတော့ဘူးMAI AM338 15မှာမန္တလေးကိုထိုးရတော့မယ်မန္တလေးမှာပြန်တွေ့ပါမယ်โอเคတဒါအားလုံးပြောပြီးပါပါမန္တလေးကိုပြန်ပါမယ် Before we take off, I'm sure that you'll see my stage of process. You'll see what မန္တလေးမြို့ကြီးကိုပြန်ရောက်လာပါပြီမန္တလေးကိုပြန်ရောက်ပါပြီဆိုတော့ကျွန်တော်ရဲ့ဘန်ကောက် series vlog လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီကျွန်တော်ဘန်ကောက်မှာ9ရက်နေခဲ့ပါတယ်သွားခဲ့တဲ့နေရာလေးကိုလည်းကျွန်တော်တတ်နိုင်ကြလောက်အကောင်းဆုံးရိုက်ပေးထားရပေါ့နော်ဒါကကျွန်တော်ရဲ့ဒီပထမဆုံး abroad series လေးပဲဖြစ်ပါတယ်အားလုံးပဲတတ်တာပါအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဝေးနေဦးကျွန်တော်ရဲ့ဘန်ကောက် series လေးကိုကြားကြမယ်လို့ထင်ပါတယ်နောက်ထပ် vlog တွေမှာလည်းကျွန်တော်ဒီမန္တလေးအနီးတစ်ဝိုက်မှာရှိတဲ့နေရာတွေကိုသွားလိုက်မှာမို့လို့အားပေးကြပါအောင်လို့ပြောရင်းနဲ့တကယ်အားလိုက်ပါတော့မယ်ကျေးဇူးပါအားလုံးပဲ